ရှင်ပြန်ထမရနေ့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တစ်နှစ်မှာတစ်ချိန်တော့ကျွန်တော်တို့ဒီနေ့ကိုအထူးတလဲပေါ့နော်အသင်းတော်အတိုင်းကအထူးတစ်ဖြစ်ပို့ပြီးအာယုံဆိုင်အလေးနဲ့ထားပြီးတော့မှရှင်ပြန်ထောက်မြန်ရနေ့ကိုပို့ပြီးတော့မှခရစ်တော်ကိုကျွန်တော်တို့အောင်းမင်းတဲ့အနေနဲ့လှုပ်ဆောင်ကြတာရှိပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်တို့နေ့ရက်ချင်းစီတိုင်းမှာတော့ကျွန်တော်တို့ကခရစ်တော်ကတော့အမြဲတမ်းရှင်ပြန်ထောက်မြောက်နေတာဆိုတော့တစ်နှစ်မှတစ်ချိန်တည်းတော့မဟုတ်ဆိုတော့နေ့ရက်ချင်းစီတိုင်းမှာကျွန်တော်သက်တာထဲမှာတော့ခရစ်တော်ကအစဉ်ပြေထမြောက်နေတယ်ဒီနေ့ခရစ်တော်ကကျွန်တော်ရဲ့အတွက်အပြစ်များအတွက်ကားလိုက်ပေါ်မှာအသက်ကိုပြီးအသွေးကိုသွန်းပြီးဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဒုတကွပြန်လည်ပြီးတော့မှဒီမှာရှိနေကြတဲ့ဆရာသမားတွေနောက်ပြီးလို့ရှိရင်သင်ငယ်ချင်းမိတ်ဆွေအားလုံးနဲ့အတူတကွပြန်လည်ချီးမွမ်းခွင့်ရတယ်ဘုရားသခင်ရဲ့ကြီးစွာချီးမွမ်းတယ်ပြန်ပြီးတော့မှလည်းအားလုံးကိုလည်းကျေးဇူးတင်တယ်အထူးသဖြင့်တော့ဒီနေ့ကဆီယာမချီချီရဲ့သူပြတစ်နှစ်နဲ့မှ2ရက်လားမသိဘူးเนาะတစ်နှစ်နဲ့2ရက်ပြည့်တဲ့နေ့ဖြစ်ဆိုတော့ဖိလစ်ပင်းမြေရောက်တာသူကကျေးဇူးတော်ချီးမွမ်းခြင်းတယ်ဆိုတော့ဒီချီးမွမ်းခြင်းနဲ့နှလုံးသားတက်လေကျွန်တော်တို့မကြခင်ကြရင်ကျွန်တော်တို့မိတ္တဟာယအစီအစဉ်ရောက်လို့ရှင်တာအားလုံးထောပတ်မမွေးလေးကိုစားရမှာဖြစ်ပါတယ်ထောပတ်ထမင်းလုံးဝချက်ပေးလို့လည်းအားရပါရချက်ပေးတယ်မနေ့ကတည်းကတေချာသွားဝဲပြီးတော့မှဒီတဲ့မနက်တည်းကတေချာချက်ပေးတယ်ဆိုတော့အတူတကွာပါနော်brother Philip အတွက်ကတော့လောကထောပတ်ထမင်းကတော့လောက share လုပ်ပေးတာနော်ဆိုတော့စက်သားအလူကတော့ကျန်တဲ့လူတွေတော့ပေါ့နော်ဆိုတော့ခန်းလိုက်ကြရင်လည်းအတူတကွာကျွန်တော်သုံးဆောင်ကြမှာဖြစ်တယ်ဒီနေ့ပါဝင်ပေးတဲ့ဆရာမချစ်ချီကိုလည်းကျေးဇူးရတင်တယ်ဖျာရှင်တာ၍ကောင်းချီးပေးပါစေဆိုတော့ဒီနေ့ကျွန်တော်ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးတော့မှကျွန်တော်အသက်တာထဲမှာချက်ခဲ့တဲ့အပတ်တော်အောင်မှာဘာဖြစ်လို့လဲအဲ့အနာနီးလေးပြောမဲ့အရာကဝိညာဉ်တော်ပြနိုးစော်လေးတွေဖြစ်ဆိုတော့ဒီနေ့ခေါင်းစဉ်လေးကိုဘယ်လိုပေးထားလဲဆိုတော့ plan G ဆိုတော့ plan G ဆိုပြီးတော့မှပေးထားတာပေါ့နော်ကျွန်တော်တို့လူတိုင်းမှာပေါ့နော်အသက်အရွယ်ရတဲ့လူတွေအားလုံးဒီမှာရှိတဲ့လူတွေအားလုံးကတို့ကိုစီအစီအစဉ်တွေဆွဲကြတယ်လေနော်ဆိုတော့ကျွန်တော်တို့ကုမ္ပဏီတွေမှာလည်းပဲကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့လုပ်ငန်းခွင်တွေမှာလည်းပဲလူမှုအဖွဲ့အစည်းတိုင်းမှာ plan A ထားတာအကယ်၍ plan A မဖြစ်ခဲ့ရင်ဘာလုပ်မလဲ plan B ပေါ့ plan B မဖြစ်ခဲ့ရင်ဘာလုပ်မလဲ plan C မဖြစ်ခဲ့ရင် plan D ဆိုတော့ plan A ကို A B C D အကုန်လုံးဖွဲ့ကြတာအဲ့ဒါဆိုပါလေ risk အရင်နေတယ်ကြာရှုံးမှုအရင်နေတယ်အဲ့လိုမျိုးပြင်ဆင်ထားလို့ရှင်ဒါတွေတော့လောကမှာတော့ဒီလိုမျိုးပြင်ဆင်တတ်ကြတယ်ဒီနေ့ကျွန်တော်အသက်တာထဲမှာတိုးထိလိုက်တဲ့အရာပါလဲဆိုတော့ plan G ရပါလဲဆိုတော့ plan with God ဆိုတော့ဖျားသခင်ကကျွန်တော်တို့အပေါ်မှာထားတဲ့အကြံစီကအကောင်းဆုံးပဲဆိုတဲ့အရာကိုကျွန်တော်အနေမှာဒီတလတာမှာကောင်းကောင်းကြီးကိုနှစ်ဖူးတည်းဒူးတည်းခံစားလိုက်ရဆိုတော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မှ plan G ဒီနေ့ကျွန်တော်တို့ plan A plan B plan C plan D မကောင်းလားကောင်းတယ်ဒါကြီးကောင်းတာ plan G ဖြစ်တယ်အာမင်ဆိုတော့ဒီ plan G မှာကျွန်တော်တို့သက်တာထဲမှာဘယ်အရာတွေကနှုတ်ဝတ်တော်ထဲမှာကျွန်တော်တို့နှိုးဆော်မလဲဆိုတဲ့အရာလေးကိုအထူးတကွလည်းကျွန်တော်စင်ချင်တိဆောက်သွားမှာဖြစ်တယ်ကျန်ခဲ့တဲ့အပတ်ဗုဒ္ဓဘုန်းနေတော့ကကျွန်တော်တခိုင်းတိုင်းသွားမယ်ဆိုပြီးတော့မှပြင်ဆင်ခဲ့ကြဩစတြေးလျဧည့်သည်2ယောက်လည်းပါတယ်ကျွန်တော်မိသားစုလည်းပါတယ်အဲ့ထဲမှာကျွန်တော်အင်္ဂါနေ့ထဲကညထဲကပြင်ဆင်တယ်ကဲဘယ်သွားကြရင်ကောင်းမလဲအကိုကပြောတော့သူတို့ကိုပြောမယ်ဆိုရင်တော့နေရာအသက်လေးကိုပြပြီးချင်တယ်ပေါ့နော်မနီလာမှာလည်းဘာမှမရှိဆိုတော့ပြမဲ့နေရာလည်းပုံပါပြီဆိုတော့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့နားမှာတော့မီးတောင်တော့ရှိတယ်မီးတောင်လိုက်ပြပေးမယ်ကားလည်းရှိဆိုတော့သွားကြရအောင်ဆိုပြီးတော့အစီအစဉ်ဆွဲခဲ့မီးတောင်မှာမီးတောင်သွားတဲ့လမ်းမှာကျွန်တော်တို့ညီကိုတွေဖြစ်တဲ့တူတွေကိုကျွန်တော်တို့ဝင် pick up လုပ်မယ်ခေါ်ပြီးလို့ရှိရင်လမ်းမှာ pick up လုပ်ပြီးတာနဲ့ PCU ရှင်းမှာတခါတည်းဖုန်းညရကြိုဆက်ထားတယ် PCU ရှင်းမှာစောင့်နေဝင်ခေါ်မယ်ခေါ်ပြီးလို့ရှိရင်ကျွန်တော်တို့တွားမယ်ဒါနဲ့ကျွန်တော်တို့အရင်ဆုံးတွားတဲ့နေရာတော့ကျွန်တော်တို့ People Park ပေါ့ People Park ကတော့တောင်အမြင့်ဆုံးပေါ့ဒီတာဂက်တိုင်းမှာအမြင့်ဆုံးနေရာလို့ပြောတယ်တစ်မျိုးလုံးကိုမြင်ရတယ်အရလာပြီးရင်ကျွန်တော်တို့အစီအစဉ်ကအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့နေ့လည်စာစားမယ်စားပြီးရင်ပြန်မယ်ဒါကျွန်တော်တို့အစီအစဉ်ပဲဆိုတော့ plan A ပေါ့ကျွန်တော်တို့ plan A ကတော့လောကဒီလိုမျိုးလုပ်ထားတာဒါပေမဲ့ကျွန်တော်တို့သွားရင်းနဲ့အကုန်လုံးအဆင်ပြေမနက်စာတွေလည်းစားကြပြီးတော့အဝေးပြေးလမ်းမှာစားပြီးတော့မှတကယ်တမ်းလည်းပဲဖိဖက်ဖက်လည်းရောက်သွားတော့
တောင်အမိမှာကြည့်လိုက်တော့ဧည့်သည်တွေကအဲ့မီးတောင်ကဟာတဲ့အနားကိုသွားလို့ရလားတဲ့ရတာဘောသွားမယ်ဆိုရင်တော့လှေနဲ့သွားလို့ရတယ်ဆိုတော့အဲ့ဒါဆိုရင်ဘယ်လောက်ကျနိုင်မလဲအဲ့ဆိုတော့ဟိုတစ်ခေါက်တော့မေးရတော့လှေတစ်စီးကို9000လောက်တော့ကျတယ်ဒါပေမဲ့ကျွန်တော်တစ်ချက်ပြင်ပြီးတော့မှဆက်သွယ်ကြည့်လိုက်မယ်ပေါ့ဆက်သွယ်လိုက်တဲ့အခါမှာโอเคတယ်သွားလို့ရတယ်တနေရာမှာစုံရအောင်စုံပြီးအထူးတကွာတောင်အောက်ဆင်ကြမှာအဲ့နဲ့ plan B ဖြစ်လာ plan A ကနေ plan B အဲ့အစီအစဉ်မပါဘူးပေါ့ဒါပေမဲ့တွေ့သွားတော့အရန်လာသွားတော့သွားချင်တဲ့စိတ်ပေါက်သွားတော့အဲ့နဲ့ကလေးလည်းပါသွားတော့အဲ့နဲ့ကျွန်တော်တို့ plan B ကိုရောက်ပါ plan B ရောက်သွားတော့ကျွန်တော်တောင်အောက်စဆင်းပါလေရောစီးနဲ့တောင်အောက်ရောက်ခဏလေးလည်းရောက်ရောကလပ်ကတခါတည်းကလပ်အောင်မှာတခါတည်းကျွေထက်သွားအောင်စက်မောင်းလို့မရတော့ဂီယာထိုးလို့မရတော့ဂီယာထိုးလို့မရတော့အဲ့ဆိုဘယ်လိုလုပ်ကြမလဲဘယ်လိုအပေါ်လုံးကခေါင်းတွေပူသွားပြီပြောမယ်ဆိုရင်ဘုတ်စီးတဲ့နေရာကိုလည်းနောက်တဲ့10မိနစ်လောက်ထပ်သွားရအောင်ဘယ်လိုလုပ်ရမလဲအဲ့တော့မရတော့ plan B သွားနေရင်လည်းလမ်းမှာခုလက်ပြတ်သွားကဲ plan C ပြန်သွားရအောင်ဆိုတော့ကဲကားပြီးဘုတ်တက်သွားပြီးလည်းပဲကျွန်တော်မိန်းမနဲ့တော့နေခဲ့မယ်ကျွန်တော်အမြဲတမ်းအနစ်နာခံတဲ့အဖွဲ့တွေဆိုတော့အားနဲ့ကဲနေခဲ့မယ်ကျွန်တော်တွေသွားကြသူတို့ရတော့ကျွန်တော်တို့အားလုံးကတော့နော်ဟိုမှာခုမှရောက်တဲ့သူကနော်ကျွန်တော်ရဲ့ညီရဲ့မိန်းမဆိုမီးတောင်ရောက်ခဲ့ပြီးပြီသူကကျွန်တော်မရောက်သေးဒီမှာနေတာတစ်နှစ်ကျော်ပါတခုတစ်ခါမှရောက်သေးသူကတော့ရောက်သွားတယ်လှေနဲ့ပတ်တာတနိုင်လောက်ပတ်ရနော်ကျွန်းပေါင်း15ခုတော့လိုက်ပတ်ရဖိုင်လေတော့မသိကျွန်တော်တော့မသိလိုက်ရအောင်ကျွန်တော်ကတော့အမှနေပူပြီးတဲ့မှာကားတွေပြင်းနေတာပေါ့ဆိုတော့သူတို့ကသွားပြီး plan C တွေကိုပို့ပြီးလိုက်ကဲဟုတ်ပြီသွားကြရေးကျွန်တော်တို့ကတော့ကားပြင်မယ်ပေါ့နဲ့ workshop site တွေဆိုင်ငယ်တွေနဲ့လိုက်ရှာနဲ့ဆိုင်ငယ်ကိုတွေ့ဆိုင်နဲ့တွေ့သွားတော့ကားကိုပြန်ဆွဲရတာပေါ့ workshop တီသွားဆွဲပြီးပြင်တာပေါ့ပြင်တဲ့အချိန်မှာနဲ့နောက်တဲ့တစ်ခုကသူပြီးခန့်ကြီးရောက်နေပြီတဲ့ခဏနေပြန်တက်တော့မယ်ကားလည်းမရှိအဲ့ဆိုဘယ်လိုလုပ်မလဲအဲ့ဆိုတော့ကားထပ်ငားမယ်ဆိုကားထပ်ငားပြန်ကားထပ်ငားတော့လေမကာတီတီပြန်မယ်ဆိုလို့ရှိရင်9500လောက်ကုန်မယ်ဘလို့မှစစ်လို့မရgrab လည်းမရှိတော့အောက်မှာgrab ရှိတယ်ဆိုတဲ့အဆင်ပြေသေးတယ် grab လည်းမရှိဘာလည်းမရှိဆိုတော့နောက်ဆုံးပြီးတော့အဲ့ဆိုလေထားလိုက်တော့ပါ plan D ရောက်ပါတခါတည်းကားငားလိုက်ရောဒါကားငားပြီးအားလုံးအုပ်စုလိုက်ရော12ရက်လောက်ရှိတယ်အဲ့ကားထဲမှာပြစ်ထည့်ပြီးတော့မှတခါတည်းပဲကဲသွားကြတော့ကျွန်တော်ကတော့ကားပြင်ပြီးတော့မှပဲ AC ညားကြမှာကားတနေကုန်ပြင်ကြမှာဆိုတော့သွားလိုက်တော့တောင်းနေတော့အဲ့ကားလည်းပဲတောင်ထိတ်လည်းရောက်ရော break ကပေါက်သွားbreak ပေါက်သွားတော့ဘယ်လိုလုပ်ရမလဲဆိုတော့နီးလေစားလည်းမစားလေဆိုင်မတောင်းဝင်စားထားလိုက်လို့နဲ့ကားသမားလည်းပြောလိုက်ဖို့လို့ခဏဘယ်လောက်တိစောက်ပြီးလို့ရနိုင်တယ်မရဘူးဆိုတော့ဖြတ်လိုက်တော့လို့နောက်တစ်စီထပ်ငါအောင်ဆိုတော့ကျွန်တော်တို့အစီအစဉ်တွေကတစ်ခုပြီးတစ်ခုပြောင်းရတယ်အစင်မပြေလာတဲ့အခါမှာလေအစင်မပြေလာနောက်ဆုံးပြီးတော့လင်မယားနှစ်ယောက်ကကျွန်တော်တို့ကဘာလို့ပါကြိုက်ပြမသိဘူးကိုဧည့်သည်တွေလာမှအဲ့လိုဖြစ်တယ်ဆိုတော့စိတ်လည်းမကောင်းကိုရဲ့မိသားစုလည်းပါတယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ပြင်နေတဲ့ကားဆိုင်ကကျွန်တော် spare ဖတ်လေရလာပြောပြင်တဲ့အချိန်မှာအဲ့ကျွန်တော်မိန်းမနဲ့ကျွန်တော်လည်းအရန်ပြောspare ဖက်ရပြီဆိုတော့ကိုရီးယားကပစ္စည်းရန်ရှာရပြီဆိုတော့ကျွန်တော်တို့တခါလည်းပဲသွားကြမယ်ဆိုတော့ကားပြင်မယ်ပေါ့နော်ပြင်မယ်ဆိုလို့တော့ပြင်လိုက်တော့တကယ်တော့အဲ့ဒါကြီးကအံဝင်မကြောက်ဖြစ်အံဝင်မကြောက်တော့နောက်ပြီးတော့နဲ့ထောက်ဆိုပြန်လဲမယ်လဲလို့လဲတစ်ခါကြတော့ပြန်နောက်တစ်နိုင်ပြန်ဆောက်ရအဲ့ဒီချိန်မှာကျွန်တော်တို့လင်မယားနှစ်ယောက်ဆုတောင်းခဲ့တဲ့ရာရှိကိုတော့ကျွန်တော်တို့မတက်နိုင်တော့ကျွန်တော်တို့အစီအစဉ်တွေအများကြီးဆွဲပါပြီကျွန်တော်တို့ season တစ်ခုပြီးတစ်ခု A အစမပြေတော့ B ရောက်တယ် B မရောက်တော့ C ရောက် D ရောက်တယ်တစ်ခုအစမပြေတော့ဒီနေ့ကိုတော့အစီအစဉ်ကိုကျွန်တော်တို့လိုက်ကိုတော့ပဲအကောင်းဆုံးလုပ်ပေးပါဆုတောင်းကြတယ်ဆုတောင်းနေရင်နဲ့တန်လန်းမှာပဲပစ္စည်းရနောက်တစ်ခေါက်ထည့်ရောက်လာကားပြင်လိုက်တော့ကောင်းတော့ချက်ချင်းပဲတောင်ပေါ်မှာရှိနေတဲ့လူအဖွဲ့တွေအားလုံးခေါ်ပြီးတော့မှအကာဘေဖွဲ့လည်းပြန်ပို့ပြီးတော့မှတခါတည်းပဲမကာတီတီရောက်သွားတော့ချိုချူနဲ့အဆင်ပြေသွားတယ်ကျွန်တော်အဲ့ဒီမှာသင်ခန်းစာရလိုက်တဲ့အရာကကျွန်တော်တို့လူအကြံစီကကောင်းလားဆိုတော့ကောင်းတယ်တစ်ခုပြီးတစ်ခုကိုကျွန်တော်တို့ပြောင်းလဲရတဲ့အခါအဲ့အကြံစီတစ်ခုထဲမှာဖះပို့ပြီးကောင်းတယ်ဆိုတော့ဖះပေးတဲ့အကြံစီကတော့အကောင်းဆုံးပဲဆိုတော့အဲ့ဒါမှထင်ရမိဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ထဲမှာလည်းပဲကျွန်တော်တို့ဘယ်အရာတွေမှာကျွန်တော်တို့အသက်တာထဲမှာဒီနေ့ဖះရဲ့အကြံစီနဲ့ဘယ်လိုသွားလာမလဲဆိုတဲ့အရာကိုဒီနေ့ကျွန်တော်ဒီအရာလေးနဲ့ပတ်သက်ပြီးတော့မှနှုတ်ဆော်ပြီးချင်ပါတယ်လို့ဆိုတော့အဲ့ဒီအရာပါလဲဆိုတော့ပေတရုရဲ့အသက်တာဖြစ်ပေတရုရဲ့အသက်တာအထဲမှာ
ရှင်ယောခရစ်ဝင်ခန်းကြီး27အပိုင်းငယ်1ကနေ14ပေါ့နော်ကျွန်တော်တို့ဒီဟာတော့မဖတ်တော့ဘူးဆိုတော့အဲ့ဒီဟာတော့ခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုရင်တော့သခင်ယေရှုခရစ်တော်ကရှင်ပြန်ထမြောက်ပြီးတော့တပည့်တော်တွေကိုတင်ပြတဲ့အချိန်မှာဒါ3ချိန်မြောက်တဲ့အချိန်ဖြစ်3ချိန်မြောက်တဲ့အချိန်မှာတပည့်တော်တွေဖြစ်တဲ့ပေတရုအဖွဲ့ကဘာလုပ်လဲဆိုတော့သူတို့တခင်မရှိရဲ့နောက်ပိုင်းမှာသူတို့တွေကဘာအသွေးဝင်လာလဲဆိုတော့ငါတို့အရင်တုန်းကငါးများခဲ့တဲ့တန်ဃာတွေလုပ်ငန်းမှုပဲပြန်သွားလုပ်ဆိုတော့အဲ့ဒီအရာကိုကြည့်တဲ့အခါမှာသူတို့ရဲ့အမှတခါတည်းအဲ့ဒီမှာငါးသွားဖမ်းတဲ့အခါမှာသခင်ယေရှုခရစ်တော်ကဘာလဲဆိုတော့ဒုတိယတစ်ချိန်ပေတရုကိုလာပြီးတော့မှငါးကိုပြန်ပြီးတော့မှခြေနဲ့ရာကိုပြန်ပြီးတော့ချခိုင်းပြီးတော့မှပြန်ဖမ်းဖို့ရန်အတွက်ပြောတယ်ဒါနဲ့ငါးတွေများစွာရလာတဲ့အခါမှာတိလိုက်ပြီဒါကတော့လုတ်ပေးနိုင်တာသခင်ပဲဒါငါတို့သခင်ပဲဟိုလူခဲ့တဲ့3ရက်လုံးအောင်မှဆုံးသွားတာဒါပေမဲ့သခင်ကရှင်ပြန်ထမြောက်တယ်ဆိုတော့ချက်ချင်းသိသွားဆိုတော့အဲ့ဒီရဲ့အဖြစ်ပြက်လေးထဲမှာပေါ့အဲ့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးကျွန်တော်တို့ဒီရှင်ယောဟန်ခရစ်ဝင်ခန်းကြီး21အပိုင်းငယ်1ကနေ14ထဲမှာပါတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှဆင်ခြင်ကြည့်ရင်အချက်လေး3ချက်လေးကိုကျွန်တော်သက်တာထဲမှာထင်မှတ်စရာရှိတာဒီမှာရှိနေတဲ့ကျွန်တော်တို့မိတ်ဆွေတင်ငယ်ချင်းတွေအားလုံးလည်းအတူတကွတိဆောက်ပြီးစီချင်းတဲ့အရာပထမတစ်ချက်ကဘာလဲဆိုတော့မိခိုအားကိုးမဲ့သူမရှိပေမဲ့ဖခင်ရဲ့အကြံစီကိုစိတ်ဆွဲလန်းပါဆိုတော့ပေတရုကသူ့ရဲ့အသက်တာထဲမှာသူ့ကိုဥဆောင်တဲ့ခေါင်းဆောင်ရုတ်တရက်ကမရှိတော့ရုတ်တရက်သခင်ယေရှုခရစ်တော်ကသူတို့ပြောမယ်ဆိုကားတိုင်းစင်ကိုတက်သွားတဲ့အခါမှာအသက်ပေးလိုက်တဲ့အခါမှာသူတို့ဥဆောင်ဥရပြုမဲ့လို့မရှိတော့သူအားကိုးရမဲ့သူမရှိတော့အားကိုးရတော့မဲ့သူမရှိတဲ့အခါမှာဘာဖြစ်လဲဆိုတော့စတင်ပြီးတော့မှသူ့ရဲ့ plan ဆိုတဲ့အကြံစီကိုပြောင်းလဲတာဆိုတော့မာကုခန်းကြီး1အပိုင်ငယ်18မှာဘာတွေ့ရလဲဆိုတော့သခင်ယေရှုခရစ်တော်ကလေပေတရုကိုစပြီးခေါ်လာခဲ့တဲ့အရာရှိမြင့်ကိုငါလူကိုများတဲ့တန်ခါတယ်ဖြစ်စေဆိုတော့သူ့ရဲ့ purpose ကအရင်တော့ကဘာလဲ plan သူ့ရဲ့ plan ကသူကတန်ခါတယ်ငါများတယ်ဒါနဲ့အတမွေးအကြောင်းရှာဒါပေမဲ့သခင်ယေရှုခရစ်တော်ရဲ့အကြံစီတော်ကဘာလဲဆိုတော့မြင့်ကိုငါလူကိုများတဲ့တန်ခါဖြစ်စေတယ်သခင်ယေရှုခရစ်တော်ရဲ့အကြံစီတော်တွေကိုဆွဲသွင်းတယ်ဒါပေမဲ့ပေတရုရဲ့အသက်တာထဲမှာသူ့ရဲ့အားကိုးရောက်မဲ့သူမရှိတဲ့အခါမှာလေသခင်ရဲ့အကြံစီထဲမှာဆက်မလျှောက်လမ်းပဲနဲ့လေဘာဖြစ်သွားလဲဆိုတော့စိတ်ဆက်လန်းခြင်းပျောက်သွားတဲ့အခါမှာအရင်တော့က plan ကိုပြန်သွားတယ်ငါးဖြတ်သွားဖမ်းတယ်ပြောမယ်ဆိုရင်လွယ်လွယ်တဲ့အလျှော့ပေးလိုက်ဖခင်ရဲ့အကြံစီခေါ်ခြင်းကိုမေ့သွားဒီနေ့ကျွန်တော်တို့ဒီຢာလေးကိုသင်ချင်းရအောင်ကျွန်တော်တို့ဒီဖိလစ်ပင်းကိုတယောက်ချင်းစီတိုင်းပို့ဆောင်ပေးတာဖခင်အကြံစီတော်ရှိလို့ဆိုတာကျွန်တော်အာမခံပြောရဲတယ်ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့အားကိုးရတဲ့မိဘတွေမရှိတော့တဲ့အခါကျွန်တော်တို့အားကိုးရတဲ့ဥဆောင်ရပြုပေးမဲ့ကျွန်တော်တို့ရဲ့အကိုတွေမိသားစုဝင်တွေဆရာသမားတွေတင်းအုပ်တွေမရှိတဲ့အခါမှာလေကျွန်တော်တို့ရှောက်နေနေလေဘာဖြစ်လာတယ်လဲဆိုတော့မောပန်းလာတတ်တယ်ဆက်ရှောက်ဖို့ရဲ့အင်အားညော့နေလာတတ်တယ်အဲ့ဒီခါကြာလို့ရှိရင်ဖြစ်တတ်တဲ့အရာကဘာလဲဆိုတော့လွယ်နဲ့အလျှော့ပေးတတ်တယ်ဒီနေ့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့မှာအားကိုးမဲ့သူမရှိဘူးဥဆောင်မဲ့သူမရှိပေမဲ့လည်းပဲဒီနေ့ဖခင်ရဲ့အကြံစီတော်ကရှိကြောင်းကိုကျွန်တော်တို့စိတ်ဆွဲလိုက်ရအောင်အာမင်ကျွန်တော်တို့အသက်တာထဲမှာဆွဲလိုက်ရအောင်ကျွန်တော်တို့ဒီကျမ်းစာကျောင်းတွေအရောက်ချင်းစီတိုင်းရောက်ကြတယ်ဆိုတာဒါဖခင်အကြံစီတော်ကြောင့်ရောက်တာကျွန်တော်အဲ့ဒီຢာကိုလွယ်လွယ်လေးနဲ့လက်လျှော့ဖို့မဟုတ်ဘူးဗျဒီမှာကျွန်တော်ရှိနေတဲ့အချိန်မှာအသက်တာထဲမှာများစွာမိမိအသက်တာထဲမှာတိဆောက်ဖို့ရတဲ့ဖြစ်တယ်ဖခင်အကြံစီတော်ရှိတယ်စိတ်ဆွဲလိုက်ရအောင်လွယ်လွယ်နဲ့ရှော့မပေးရနော်အဲ့ဒါပရမတ်တစ်ချက်ဖြစ်ဆိုတော့ဒုတိယတစ်ချက်ကကျွန်တော်ဒီကနေ point out လုပ်ပေးခြင်းတဲ့အရာပါလဲဆိုတော့အခြေအနေကအနှုတ်လက္ခဏာကိုဥတည်နေလေတဲ့ဖခင်ရဲ့အကြံစီတော်ကိုယုံကြည်ပါဆိုတော့တပည့်တော်တွေဖြစ်တဲ့ပေတရုကလေသခင်ယေရှုခရစ်တော်မရှိတဲ့ကာလမှာဘာဖြစ်သွားလဲဆိုတော့သူတို့ကိုယုံကြည်သူတွေကိုပြောမယ်ဆိုရင်ရက်တီလို့မရအောင်ပုံစံပေးခံလိုက်ရမင်းတို့ရဲ့ခေါင်းဆောင်နော်မင်းတို့အဲ့လိုဆက်လုပ်တယ်နော်လုပ်လို့ရှိရင်မင်းတို့အဲ့လိုကားတိုင်းပေါ်မှာဆက်ပြီးတော့လုပ်ခံရအဲ့ဒါကြောင့်မို့လဲပေတရုက3ချိန်တိုင်းသခင်ယေရှုခရစ်တော်ညှင်းပယ်ခဲ့ဘာလို့လဲကြောက်လို့
ကြောက်လို့အဲ့လိုမျိုးဖြစ်မှာဆိုလို့ဆိုတော့သူလည်းပဲအသက်ခံရမှာကြောက်တယ်ဆိုတော့အဲ့အသက်ခံရတဲ့အထဲမှာအဓိကအဆိုးဆုံးကကိုယ့်လူမျိုးချင်းချင်းကိုယ့်ကိုကြောက်ချတယ်ဆိုတော့ယောမနီလန်းနဲ့တရားစီရင်လိုက်တယ်ဆိုပေမဲ့တကယ်တမ်းတောင်းဆိုတာကဒီသခင်ယေရှုခရစ်တော်ကိုကားတိုင်းစင်တက်ပါလို့ပြောတာဘယ်သူမှမဟုတ်အဲ့ဒါယူဒလူမျိုးတွေဘယ်သူမှမဟုတ်သူတို့အမျိုးတွေကိုယ့်အမျိုးတွေကိုယ့်အမျိုးအချင်းချင်းကနေပြီးတော့မှကိုယ့်ကိုဘာလုပ်လဲဆိုတော့မကောင်းကြံနဲ့အချိန်တွေကကြည့်လိုက်ရင်နှုတ်လက္ခဏာကိုသွားတယ်ဒီနေ့ကျွန်တော်တို့အချိန်တွေကိုကြည့်လို့ရှင်တော့ကျွန်တော်တို့ဖက်တန်းနေရတဲ့ကာလမှာအနှုတ်လက္ခဏာရှိကောင်းရှိနေမယ်ဟောကြရင်ကျွန်တော်တို့အနီးနားမှာရှိတဲ့လူတွေကကျွန်တော်တို့အသက်တာအထဲမှာရှိုင်းနေတော့အောင်လှုပ်ဖို့ရန်အတွက်ရှိလို့ရှင်လည်းပဲဖခင်ရဲ့အကြံစီတော်ယုံကြည်ပါလို့ကျွန်တော်အားပေးချင်အာမင်ကျွန်တော်တို့မှာငွေကြီးခောက်ကြအားနေတယ်နိုင်ငံရက်ချာမှာရက်တိပူစာမလွယ်ဘူးဗျနော်ဆိုတော့တကူတဲ့သမားတွေလည်းတစ်ထည့်တဲ့မိသားစုမှာခက်ခဲတာမဟုတ်တကူတဲ့သမားတွေလည်းသူအခက်ခဲတဲ့သူနော်သူရဲ့ပြဿနာနဲ့သူနော်ဒီမှာကတရက်ကအထွက်ကြီးပဲရှိတာအဝတ်မရှိဘူးဘာပဲလို့အကုန်လုံးအထွက်တွေကြီးပဲဒီနေ့ငွေကြီးကြီးမှာအချိန်ကြီးလို့ရှိရင်အနှုတ်တွေပဲထွက်နေအဲ့အနှုတ်တွေထွက်နေတဲ့ဂျာတ်မှာလည်းပဲဒီနေ့ဖခင်ရဲ့အကြံစီတော်ကိုယုံကြည်ပါလို့ကျွန်တော်အားပေးချက်ဆိုတော့ကျွန်တော်တစ်ခေါက်ကြာကျွန်တော်တို့ပြင်ညာရေးအားနေတယ်လို့ကိုယ့်ကိုထင်မှတ်ကြကျွန်တော်တို့ဒီ language ပိုင်းမှာအားနေတယ်လို့ကိုယ့်ကိုခံယူမိကြအချိန်ကြီးလို့ရှိရင်တော့သူများကြီးလောက်ငါထဲဝင်မပြောနိုင်ဘူးလို့ကိုယ်စိတ်ထဲမှာခံစားရကောင်ခံစားနေတယ်ဒါပေမဲ့ဖခင်ရဲ့အကြံစီတော်ကိုဆက်လက်ယုံကြည်ပါလို့အားပေးချက်ဘာလဲဆိုတော့ဖခင်ရဲ့အကြံစီတော်သိကောင်းလို့ပြဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော်ပရမတ်တစ်ချက်နှစ်ချက်ကကြတော့ကျွန်တော်တို့အသက်တာမှာပြင်ဆင်ရမယ့်အရာဖြစ်ပြင်ဆင်ရမယ့်အရာကျွန်တော်အသက်တာမှာပြင်ဆင်ရနောက်ဆုံးတစ်ချက်ကတော့ဘာလဲဆိုတော့ကျွန်တော်အသက်တာတဲ့မင်္ဂလာဖြစ်တဲ့အရာဖြစ်ဖခင်ရဲ့အကြံစီတော်ထဲမှာရှိတဲ့သူပါတဲ့ကြီးတော်အမှုကိုဖခင်ကဖြစ်ပွားစေနိုင်ကြောင်းကိုအမြဲတည်းရအောင်အာမင်ဆိုတော့ဒီအရာကျတော့ကျွန်တော်တို့လှုပ်ဆောင်မဲ့ရမဟုတ်ကျွန်တော်အသက်တာပြပါ remembrance ဒီနေ့ဖခင်ကကျွန်တော်တို့အပေါ်မှာအကောင်းဆုံးသောအကြံစီရှိတယ်ကြီးတော်အမှုကိုကျွန်တော်အသက်တာအဖြစ်ပြုလုပ်မယ်ဆိုတဲ့အရာကိုကျွန်တော်တို့အဲ့ဒါအမြဲတည်းရဖို့လို့ဒီနေ့ပေတရုရဲ့အသက်တာအထဲမှာလေသူခရစ်တော်ကို၃ချိန်တိုင်တိုင်ညှင်းခဲ့တယ်သိကောင်းတာဘာလဲဆိုတော့ခရစ်တော်ကလေသူ့ရဲ့အကြံစီတော်နဲ့လွဲသွားတယ်နော်ငါးသွားများတယ်နော်ငါးသွားများတယ်သူ့ရဲ့အကြံစီတော်ပါလေလူကိုများမဲ့တန်ခါတယ်ဖြစ်စေမှာဒါဖခင်ရဲ့အကြံစီသူ့ကိုထားတယ်ဒါပေမဲ့အဲ့ပေါ်တယ်သူဘာလဲဆိုတော့ကိုအကြောက်တရားတွေလွှမ်းမိုးလာတဲ့အခါမှာအဲ့ရနေနောက်တနေရာကိုရွှေ့သွားတယ်အရင်တော့က plan A ကိုပြန်ရောက်သွားတယ်ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာတိတ်ကောင်းတဲ့အရာအဲ့ဒီအရာဘာလဲဆိုတော့ဖခင်တခင်ကကျွန်တော်တို့အသက်တာထဲမှာ plan နေလေကျွန်တော်တို့ပြောင်းလဲသွားရင်တော့မှသခင်ရှုခရစ်တော်နောက်တစ်ခေါက်ပြန်လာပြီးတော့မှငါ့ကိုပြန်ရစေတယ်ရပြီးတော့မှအဲ့ငါရလာတဲ့အခါမှာဘာလုပ်ပြီးလဲဆိုတော့အဲ့ခုနကတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး27မှာဆက်ဖတ်မယ်ဆိုလို့ရှိရင်လေသခင်ကလေမုန့်နဲ့ငါးပါတခါတည်းပြင်ဆင်ပေးထားတာငါးပါกินပေးထားတာဘလောက်တောင်ကောင်းလဲဆိုနောက်ပြီးတော့ဘာလုပ်လဲသခင်ပေတရုတဲ့မင်းငါ့ကိုချစ်လားပြန်ပြီးအခုတော့ကျွန်တော်ချစ်တယ်ဆိုတော့ငါရဲ့တိုးတွေကိုကြိုးမွေးပါနောက်တစ်ခေါက်ထပ်ပေးတယ်ပေတရုမင်းကတော့တကယ်ချစ်ရလားအချစ်တာဘောကိုတော့ရမ်းချစ်တယ်ဒါဆိုငါရဲ့တိုးတွေကိုပြုစုပါဘာလုပ်နေရလဲသခင်ယေရှုခရစ်တော်သူ့ရဲ့အကြံစီတော်ထဲမှာပြန်ပြီး remembrance ပြန်လုပ်ခိုင်းနေတာဖျားထားတဲ့အကြံစီတော်တွေကိုပြန်ဆွဲခေါ်တာကျွန်တော်တို့အသက်တာထဲမှာသခင်ကလေကျွန်တော်တို့လမ်းလွဲသွားရင်တော့မှသခင်ကကျွန်တော်တို့ဘယ်တော့မှစိတ်မလျှော့ဘူးဗျအာမင်ကျွန်တော်အသက်တာထဲမှာလမ်းလွဲဖို့လမ်းကြောင်းရှိနေမှာသခင်ကစိတ်ရှိတယ်ဘုရားဖြစ်အာမင်ဆိုတော့နောက်ဆုံးတစ်ချိန်ပို့တယ်ပေတရုမင်းငါ့ကိုချစ်သလားလို့ပြောတာကိုတော့အရာကိုတော့ချစ်တယ်သိကောင်းဒါဆိုငါရဲ့တိုးတွေကိုချိုးဝေးပါသူ့ရဲ့လမ်းကြောင်းကိုပြန်ပြီးတော့မှသခင်ကပြန်ပုံဖော်ပေးတဲ့အခါမှာလူကိုများတဲ့တန်ခါတယ်ဖြစ်စေတာတမန်တော်ဝတ္ထုခန်းကြီး2ရောက်လာတဲ့အခါမှာတိတ်အံ့ဩပဲကောင်းတယ်အထက်ခန်းမှာတပည့်တော်တွေစုပြီးတော့မှသခင်ကိုစောင့်နေမှာတန်ရှင်တော်ဝိညာဉ်တော်စင်းကြွတဲ့အခါမှာအဲ့ဒီမှာမိရှာခဲသူဝေငါများဆိုတော့သူပြောင်းတယ်ဘလောက်တောင်မှဖြစ်လေတော့ပထမဦးဆုံးတော့အသင်းတော်ဖြစ်ပေါ်လာနော်ပထမဦးဆုံးတော့ပြောင်းလဲခြင်းလူပေါင်း3000လူမျိုးမတူစကားပါလားဘာမတူ
ဒါပေမဲ့ပြောင်းလဲတယ်ကြီးတော်အမှုကိုဖြစ်စေဒီနေ့သခင်ကကျွန်တော်တို့အသက်တာအထဲမှာလေကျွန်တော်တို့လမ်းကြောင်းလွဲသွားရင်တော့မှကျွန်တော်တို့လမ်းကြောင်းပြန်တည့်ပေးမယ်ဖခင်ဖြစ်တယ်အာမင်နော်ကျွန်တော်တို့အသက်တာထဲမှာအမြဲတည်းရရအောင်သခင်ကကြီးတော်အမှုကိုကျွန်တော်တို့ကိုပြုချင်လို့ကျွန်တော်တို့အသက်တာထဲမှာတွေ့ကြုံရတဲ့အရာတွေပေါ်မှာလေကျွန်တော်တို့ကောက်ကြရင်အခြေအနေပေါ်ကြည့်ပြီးတော့မှအနှုတ်လက္ခဏာတွေပေါ်ကြည့်ပြီးတော့မှလေကျွန်တော်လွယ်လွယ်လေးလက်လျှော့မိတတ်ကြတယ်ဒါပေမဲ့သခင်ကဘယ်တော့မှလက်မလျှော့အာမင်ဒီနေ့သခင်လက်မလျှော့တဲ့အရာကိုတတိယဒီသခင်ကအမြဲတမ်းစောင့်ကြိုနေတယ်ငါသားငါသမီးတွေဒီနေ့ကြီးတော်အမှုကိုပြုမယ်ဆိုတာကိုသခင်ကအမြဲတမ်းပဲရေးဆွဲထားတာဖြစ်တယ်ဒီနေ့ပေတရုရဲ့အသက်တာထဲမှာသိပ်ကောင်းတယ်သူအသက်တာထဲမှာသူ့ရဲ့အကြံစီထက်သခင်ရဲ့အကြံစီကိုပြောင်းလိုက်တဲ့အခါမှာလေချက်ချင်းပဲကြီးတော်အမှုကိုဖျားပြုဒီနေ့ပေတရုရဲ့အသက်တာကျွန်တော်တို့အသက်တာမှာတည်ဆောက်ဖို့ရတာဖြစ်တယ်ဒီနေ့မောရှေရဲ့အသက်တာထဲမှာလေနှစ်ပေါင်း40တောထဲမှာရောက်သွားတယ်။အိုးနန်းတော်ဘောက်ကနေတောထဲမှာဘာမှတိုးပဲကြောက်ပါလား။မိပဲတိုးပဲကြောက်ပါဘာမှ minus အနှုတ်လက္ခဏာတွေပဲအကုန်လုံးလူတွေနဲ့ထိတွေ့ဆက်ဆံတာဘာမှမရှိတော့ဒါမဲ့ဖရာသခင်ရဲ့အကြံစီတော်ကသူ့ကိုပြန်လဲပြီး reveal လုပ်လိုက်တဲ့အခါမှာကြီးတော်အမှုဣသရေလလူမျိုးကိုပြန်ပြီးတော့မှ ထွက်မြောက်ရာလမ်းကိုပြင်ဆင်ပြီးတော့သူဖြစ်လာအာမင်ဒါဝိဒ်ကတိုးပဲကြောင်းတာဘာမှမသိဘူးသူ့ရဲ့အကြံစီကတိုးကြောင်းမယ်တတိနေ့တိုးကြောင်းမယ်ဖះကိုချီးမွမ်းမယ်ကိုးကွယ်မယ်ဒါပဲဒါပေမဲ့သူ့ရဲ့အကြံစီကငါဒီနေ့တော့ငါအကိုတွေကိုငါသွားပြီးတော့သမင်းဟင်းသွားပို့မယ်သူ့ရဲ့အကြံစီကဒါပဲဒါပေမဲ့ဖះကဆွဲခေါ်တဲ့အခါမှာလေဂေါလိယကိုတိုက်ပို့ရန်အတွက်ဖះရေးစားတယ်မင်းကလန်ကီတော့နေနဲ့ဒိုင်းနေနဲ့လာတယ်ငါကကောင်းကင်ဘိုးကြီးအရှင်ထာဝရဘုရားနာမ၌လာတယ်ခေါ်လက်ကိုတခါတော့အမြင့်ဖြုတ်လိုက်ပါလက်စတိုင်းအကုန်လုံးလွင့်ကုန်ဆိုတော့ဖေယားကသူ့ရဲ့အကြံစီတော်ထဲမှာရှိနေစီခြင်းကကျွန်တော်တို့အသက်တာအသုံးပြုစီခြင်းပဲအဲ့အသုံးပြုတဲ့အခါမှာတည်းကြီးသောအမှုကိုပြုခြင်းနဲ့ဘုရားဖြစ်ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာဒီနေ့ဒီနောက်ဆုံးတစ်ချက်လေးကိုအမြဲတည်းရဒီနောက်ဆုံးအချက်လေးကိုတတိရဖို့ရအတွက်လည်းပဲအရှိမနှစ်ချက်ကိုကျွန်တော်တို့ကအမြဲတမ်းပဲကျွန်တော်တို့အမှတ်ရနိုင်ဖို့လိုတယ်နံပါတ်1ကျွန်တော်တို့မိကိုအားကိုးမဲ့သူမရှိတဲ့အခါကျွန်တော်တို့ခေါင်းဆောင်မရှိတဲ့အခါကျွန်တော်တို့အားကိုးရမဲ့သူမရှိတဲ့အခါဒီဘုရားသခင်ရဲ့အကြံစီကိုဆွဲလန်းပါဆွဲလန်းရဒီအခြေအနေတွေကလက်ရှိမှာအနှုတ်လက္ခဏာကိုရှိကောင်းရှိနေလိမ့်မယ်ကျွန်တော်တွေးဆုံနေရတဲ့အချိန်တွေကျွန်တော်ဗီဇာတွေဒီနိုင်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကစိုးတွန်းတဲ့အရာတွေမြင်ကောင်းမြင်နေရလိမ့်မယ်ကျွန်တော်တို့သားသမီးတွေကတိုးတက်မှုတွေနောက်နေနေတဲ့အရာတွေကိုတွေးကောင်းတွေးမြင်ရနိုင်တယ်ဒါပေမဲ့ဖခင်ရဲ့အကြံစီတော်ယုံကြည်ကြရအောင်ဘာလို့လဲဖခင်သခင်ရဲ့အကြံစီတော်မှာရှိတဲ့သူကကြီးမားတဲ့အမှုကိုဘုရားသခင်ကဖြစ်ပွားစေတဲ့အကြောင်းဖြစ်တယ်ဒီနေ့နောက်ဆုံးအနေနဲ့ကျမ်းပိုက်လေးတစ်ပိုက်လေးကိုခွန်အားပေးခြင်းနဲ့ဒါတော့တို့ကတရားဟောရလို့နောက်ဆုံးနေတိတ်များတယ်ဆိုတော့ဒါပေမဲ့နောက်ဆုံးတကယ်ဒီကတော့တကယ်နောက်ဆုံးအပိတ်လေးဖြစ်တယ်ဆိုတော့အဲ့ဒါဟေရှာယအနာဂတ်ကျမ်းခန်းကြီး55အပိုင်းငယ်8ကနေ9ထဲမှာပါတဲ့အကြောင်းအရာလေးဘာပြောလဲခဏတော့ကျွန်တော်တို့ရှင်းရှင်းကြရအောင်ဖြစ်နိုင်အတူတကွာကျွန်တော်တို့တွေဖြည်းဖြည်းနဲ့မမှန်လေးဖတ်ရအောင်ထာဝရဘုရားမိန့်တော်မူသည်ကငါဤအကြံစီသည်သင်တို့ဤအကြံစီနဲ့မတူငါအကျင့်သည်လည်းသင်တို့ဤအကျင့်နဲ့မတူမိုးကောင်းကင်သည်မြေကြီးထက်သာ၍မြင့်တကဲ့သို့ငါဤအကျင့်သည်သင်တို့ဤအကျင့်နဲ့၎င်းငါဤအကြံစီသည်သင်တို့ဤအကြံစီထက်၎င်းတာ၍မြင့်၏ဒီနေ့ဖျားအကြံစီကကျွန်တော်တို့တွေးခေါ်တဲ့အကြံစီတဲ့တာ၍မြင့်နေဆိုတော့တတိယပါဒီနေ့ဖျားရဲ့အကြံစီလမ်းကြောင်းလေးရှိနေပြီဆိုရင်သင်ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့အချိန်တွေကိုကြည့်ပြီးလက်မလျှော့လိုက်နဲ့အချိန်တွေကိုအကြောင်းအရာတွေကြည့်ပြီးတော့မှကျွန်တော်တို့အားမလျော့လိုက်ပါနဲ့ဒီနေ့ကျွန်တော်တို့ဒီမှာကျမ်းစာကြောင်းရောက်တယ်ဆိုတော့ဖျားသခင်ပို့ဆောင်ပြီးတဲ့ဆို training ဒီနေ့ training ကောင်းကောင်းလုပ်ဖို့ကျွန်တော်တို့မကြကြကျွန်တော်တို့ battlefield ဝင်ရတော့မယ်ကျွန်တော်တို့များဆိုတဲ့ဝိညာဉ်တွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့မှ
မြန်မာနိုင်ငံမှာရိတ်သိမ်းရတော့မယ်အဲ့ဒီကမှာကျွန်တော်အသက်တာမှာပြင်ဆင်နေတဲ့ကာလဖြစ်တယ်ဒီနေ့ထိုအကြံစီထဲမှာကျွန်တော်လက်မလျှော့ရဆက်ပြီးတော့မှကျွန်တော်အသက်တာတိဆောက်ပြင်ဆင်ရအကောင်းဆုံးသောဖခင်ရဲ့အကြံစီကကျွန်တော်ကျမတို့ကြီးသောအမှုကိုပြုမှာဖြစ်တော်မူကြောင်းကျွန်တော်အသက်တာထဲမှာပြင်ဆင်တဲ့အောင်ပေးချရအောင်လို့ဒီနေ့မှာတော့ plan G ဒီဖခင်ရဲ့အကြံစီထဲမှာအသက်ရှင်တော်အသက်တာဖြစ်ကြပါစေ plan A plan B plan C တွေထားတာထက်ဒီနေ့ plan G ဖခင်ရဲ့အကြံစီတော်ထဲမှာအသက်ရှင်ပြီးတော့မှဒီနေ့ကျွန်တော်အသက်တာထဲမှာတောင်းတဲ့တရားဆွဲခေါ်ရတောင်းတဲ့တရားအားပေးရတောင်းတဲ့တရားဆက်လက်တည်ဆောက်ကြရအောင်လို့ကျွန်တော်ခွန်အားပေးချင်ပါတယ်အရောက်ချင်းစီတိုင်းပေါ်မှာဖခင်ရှင်တာ၍ကောင်းချီးပေးပါစေအာမင်ဆိုတော့ကျွန်တော်တို့အခုချိန်မှာတော့တခြင်းလေး